အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ Nicky ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့ Minecraft ဆော့နေရတာအရန်ကိုမှညီးခွေလာတဲ့အတွက်ကြောင့်ကျွန်တော်ဒီဗီဒီယိုမှာတော့ခွဲစိတ်ကန်တစ်ခုမှာကျွန်တော်အလုပ်ဝင်လုပ်နေပါတယ်เนาะဒါကတော့ကျွန်တော်ရဲ့ lab ပေါ့เนาะဒါကျွန်တော်ရဲ့ဘာကြီးလဲဒါကဘယ်လိုခေါ်မလဲရုံးခန်းပေါ့เนาะကျွန်တော်ဟိုရင်းတော့ right click နှိပ်ပြီးတော့ကျွန်တော်လက်ကိုလှည့်ရမှာ okay ဆိုတော့ကျွန်တော်တို့ဒီနေ့မှာအချိန်မဆွဲနဲ့ကျွန်တော်တို့ခွဲစိတ်ကန်နဲ့ဝင်လိုက်ရအောင်เนาะဒါကတော့ကျွန်တော်တို့ရဲ့လူနာဖြစ်ပါတယ်လူနာသူ့ပုံကြည့်ရတာတော့အရန်တနာဖို့ကောင်းတယ်ဒီမှာဆိုရင်တော့ကျွန်တော်သူ့ဟာကျွန်တော်ဖယ်ရမှာပေါ့နော်နေတော့ဖယ်လေကွာโอเคဖယ်ပါဆိုမှတေတော့မှာပဲဟိုကကဲတော့ကျွန်တော်တို့လူနာလေးကကျွန်တော်အရန်သနာဖို့ကောင်းတာပေါ့နော်ဒီမှာโอเคကျွန်တော်လူနာကိုကျွန်တော်ဒါမျိုးစား let's go ကဲလုံးမယ်ပထမဆုံးကျွန်တော်နန်ယိုးပေါ့နော်ကျွန်တော်နန်ယိုးအရင်ကျွန်တော်ငါလက်တကြွယ်ဘာဖြစ်နေငါလက်တကြွယ် yo hey bro what's up bro hey အရန်ကန်ရခက်တာနော်ဒီ game ဆော့ဘူးကြလားမသိကျွန်တော်တို့ဒါအခုမှပထမဆုံးစားဆိုတော့ထားပေးတဲ့ပစ္စည်းတွေကျွန်တော်ယူရမှာနော်အချိန်ကတော့10မိနစ်ပဲပေးထားတယ်ရောက်နိုင်ပါပြုတ်သွားပြီငါမိမလက်ဆောင်ပေးတာနိုင်ခွဲစိတ်ကန်ထဲမှာနိုင်ပြုတ်သွားတယ်ကွာလောက်ကြပါဒါကိုဘယ်လိုကန်မလဲဒါကိုဘာနဲ့ကန်လို့ကန်မှမသိဘူးဖြစ်နေ okay ဘယ်လိုကန်မလဲဒီဆရာမတော်ပြင်းတာပြောင်းတာပဲတဲ့လူနာတည်တော့ပဲရောက်လုံးလေကွာကူကြီးချင်လို့ပါဒီလိုရွှေ့ရမယ်နော်ဘလို့လောက်အောင်မယ်လာရောက်ကားဆရာမပြည့်အကုန်လူနာတူလာMicrosoft တဲ့သူကဆရာဝင်လာလောက်တယ်ဆိုတော့ဒီမှာကျွန်တော်လက်နက်ကိုဘလို့ကိုင်လဲမသိဘူးเนาะဒီခွဲစိတ်မဲ့ပစ္စည်းတွေဘလို့ကိုင်ရပါလဲလို့ပြဿနာပဲပြီးရင်ဒီလိုကိုင်ပဲလူနာတေးသွားရလားမသိဘူးမတေးတော့တေးပါနှလုံးခုန်တန်ကြားနေဒါပါခလုတ်တွေလည်းမသိဘူးနှိပ်ကြည့်လို့ရလားအောက်ဆီဂျင်နေမှာเนาะโอเคဒီမှာကျွန်တော်တို့ခွဲစိတ်မယ်ဟိုမှာသူ့ရဲ့ပါလဲအသေးလားမသိဘူးเนาะအသေးလားနှလုံးလားဒုတ်ထိုးလားမသိဘူးအဲ့ဒါကျွန်တော်ထုတ်ရမှာပေါ့အဲ့တော့ကျွန်တော်လက်ကလစ်နဲ့ဆိုရင်ကျွန်တော်အောက်ကိုဖိတယ်ပြီးရင်ကျွန်တော်တို့ဒီမှာအောက်ဖိပွားရင်ကျွန်တော်တို့လက်ကကျင်းပါအောက်ဖိပွားရင်ကျွန်တော်ကိုင်မ let's go မပါလားမပါဘူးနော်ပေါက်ခဲ့ရပဲကွာပေါက်ခဲ့ရ40တော့ဖြစ်ကုန်ပါပြီဟဲ့လုံးကြပါဦးရလူနာကဆဲပါလူနာရှင်ကတတ်မှာအပြင်ရောက်ရင်ကဲကျွန်တော်ရဲ့စပွဲကုံမှာတော့ကျွန်တော်ရောက်လာပြီပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ဆွမ်းနာစပွဲကုံဒါကျွန်တော်ရဲ့ PC okay ဒီမှာကျွန်တော်keyboard လေးပါလေနှိပ်လို့ရတယ်မှာတက်နေ okay ဆိုတော့ဒီ game ပုံစံကြည့်ရတာတော့အရန်ကိုမှကြာနေပေါ့နော်အရင်ခေတ်ကကျွန်တော်တို့ကွန်ပျူတာတွေလိုမျိုးဒီမှာ mouse ကိုကြည့်လိုက် right click နဲ့ left click ကိုတမျိုးပေါ့နော် okay ဆိုတော့ဆွမ်းနာကျွန်တော်ဒီနားမှာကျွန်တော်တို့တစ်ချက်ပတ်မယ် okay ကျွန်တော်ဒီမှာ option နဲ့သွားမယ်ကျွန်တော် key တွေပါတယ်လဲရှာရမှာပေါ့နော် key ကတော့သူနေရောပြန်ပတ်တစ်ချက်ပြန်ပတ် okay ကျွန်တော်ဒါပါလဲနှိပ်ကြည့်အောင်ဒါပါကြီးလေဟောဒါကျွန်တော်ဖုန်းလာတယ်အဲ့မိမဖုန်းဆက်လာမသိဘူးနေဖုန်းမလို့ကင် okay hello Nigel, I've just been trying out some of that. Tripe you okay It's သဘောပေါက်ပြီ Alright then, Nigel, it's မင်းဒီမှာငါပစ္စည်းတွေကင်လို့မရပါဘူးသွားကွာရောတော့ဟိုနားမှာတော့ပြောဒါရှောက်တယ်စပွဲရှောက်ရင်မနေတတ်ဘူးငါစပွဲရှောက်မနေတတ်ဘူးသွားကဲဒါချက်ရှင်းလိုက်မယ်နော်ကျွန်တော်တို့စပွဲအရန်ရှုံနေအဆင်မပြေဘူးဒါကျွန်တော်ထိုင်နေကြခုံမဟုတ်နော်ဒါဘယ်ကောင်းခုံလဲတော့မသိဒါနည်းနည်းရှုပ်တယ်โอเคကဲလာကျွန်တော်တို့တေချင်မှာ AC ကြည့်ရအောင်ကျွန်တော်တစ်ချက်ပတ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့option နဲ့သွားမယ်ကျွန်တော်တို့ဒီမှာ key ရပါလဲမသိโอเคဒီမှာကျွန်တော် speed bar เนาะ AWER speed bar โอเคစမ်းကြည့်မယ်เนาะကဲလားကဲလို့ AWER speed bar โอเคအဲ့ဆိုကျွန်တော်လက်ကဘယ်လိုဖြစ်သွားလဲဒီလိုဖြစ်သွား
ပေါက်တော့ပဲစားကွာနော်ရ Okay ဆိုတော့ကျွန်တော် AWE ရ speed ပါ Okay ပြန်စမယ်အဲ့တော့ကျွန်တော်သိသွားပြီဒီမှာကျွန်တော်တို့ chain လို့ရလာတော့မသိဘူးเนาะဒါပေမဲ့ तू ပြောတဲ့အတိုင်းပဲထားလိုက်မယ်เนาะကဲလာတော်သွားမယ်ကဲလာကျွန်တော်စမယ်နှလုံးခွဲမယ်ကဲ let's go ဒီလိုအမရဟုတ်ဒါမရဒါချလိုက်ကျွန်တော်ဒီမှာလက်နက်ကြီးနဲ့မှရတော့မယ်เนาะ ဒီခွက်ရှုံနေကွာတော့ဖဲကဲပြန်စမယ် AWER စပီပါဟဲ့လားဟဲ့စပီပါโอเคကျွန်တော်ဒီနန်ရိုးကျွန်တော်အရင်ခွဲမှရမှာပေါ့နော်လူနာလေးကကျွန်တော်ဘာဖြစ်လို့လဲမသိဘူးလောက်ကြပါငါနိုင်ပြုတ်ကြအောင်မနော်တိုင်းโอเคကျွန်တော်တို့ဒီမှာအယိုးစခွဲပြီကျွန်တော်နန်ရိုးဘေးရောက်လုံးဟာပြုတ်ကြပါကြီးအေဒူရီကစပိပါအားရအောင်ဒုက္ခပဲအေဒူရီကစပိပါအဲ့ဒါဆိုအေဒူရီကစပိပါလားကျွန်တော်ဒါကတော့ကျွန်တော်ရဲ့စီးကူးတင်တန်းပေါ့နော်ရောအမှောက်ချလိုက်အေး sorry နားကလော်ရတယ်ဝင်ကုန်ပြီဟဲ့လောက်ကြပါဟဲ့နတ်စမတယောက်လောက်မရှိကြဘူးလားဒီနားမှာနေအောင်စင်းရင်ဒီလိုစင်းမယ်ဒါလက်လှည့်မယ်အေဒူရဲ့စပိပါမရဘူးဗျာနေအောင်အဲ့တော့ကျွန်တော်တို့ဘယ်လိုကူရမလဲဒီကောင်ကျွန်တော်ဒီအသေးကိုထုတ်ရမှာเนาะကျွန်တော်ဒီမှာနန်ရိုးလဲတစ်ချောင်းလဲပြတ်နေပြီပြန်လုပ်မယ်လက်ကိုတခြားထားနန်ရိုးကိုကျွန်တော်အရင်လောက်ရမှာပေါ့အေဒူရဲ့စပိပါကဲကျွန်တော်နန်ရိုးကိုဒါနဲ့ဆွဲမယ်โอเคโอเคကျွန်တော်လောက်တာနည်းနည်းမှန်သွားပြီ bro โอเคကျွန်တော်နန်ယိုးလူအိုးဟေးလောက်ကြအောင်တေတော့မှာပဲငါလူနာတော့AW စပီပါကဲတော့မှကျွန်တော်ဒရုံးတော့ရခဲ့ပြီဒါလူရဲ့ဘာလဲမသိเนาะအဆုပ်လားကျွန်တော်အကောင်းလားတော့မသိဘူးကျွန်တော်ကဟိုလှုပ်နေတာကိုထုတ်ရမှာတော့မသိဘူးညောကျွန်တော်လက်တခြားပြန်ထားရမယ်ပြီးပြန်ချရအောင်စင်မပြေနည်းနည်းဆောင်းမရမှာနော်ဒီလိုဝင်မရမယ်ဒူရဲ့စပီပါနေအောင်လက်ကဝင်လို့အစင်မပြေဘူးဟာမင်းကမကူးနိုင်တော့ရနော်ဒီနေ့ကစပြီးတော့မင်းကAWR စပီပါမင်းကမကူးနိုင်တော့စိတ်ပြက်တယ်ကွာကွန်ထရိုးတွေကမကင်တက်ဘူးကျွန်တော်လူနာကြွတော့မှငါတင်တယ်ငါမြင်အောင်နေရကြွပြီ Oh my god ကဲဆိုတော့ဒီနေ့ကတော့တော့ပါခင်ဗျာဒါကတော့ကျွန်တော်ရဲ့ဆရာဝန်ဘဝမှာကျွန်တော်တို့ဘယ်လောက်ထိခက်ခဲလဲဆိုတော့ဒီ game လေးနဲ့ဒါဆော့ပြဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးနဲ့တိုင်အားလုံးပဲ like and share လုပ်ခဲ့ပါအားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲbye byeနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်